မဲမင်္ဂလာပါကျွန်တော်ရဲ့ဒုကြီးလက်စိုက်ပျိုးရေးဘလော့ကနေပြည်လဲကြိုးဆိုပါရယ်ကျွန်တော်ဒီတစ်ခေါက်ကပေါ့နော်ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေကိုပေါ့နော်ကျွန်တော်ဒီခုကဒီမှာကြည့်ပါကျွန်တော်ခွာစိုက်ခင်းထဲမှာကျွန်တော်ရှိနေပါတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေကိုဒီတစ်ခေါက်ကျွန်တော်ကပြည်လဲမြောက်ဝေပေးမှာကပေါ့နော်နောက်ခုတခွာကျွန်တော်အညွန့်ချီတာပေါ့နော်ဒါအညွန့်ချီနေကျွန်တော်မိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော်ကပြစရာလေးတစ်ခုရှိတယ်ပေါ့နော်ဒီတခွာညွန့်နှိမ်မှာပေါ့နော်နှိမ်တာလေးကိုပေါ့နော်ဒီအညွန့်အပင်တခွာညွန့်ချီပေါ့နော်ဘလို့အပင်အရွယ်ဆမ်းမှာဒီမှာပေါ့နော်ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေပေါ့နော်ဒီလောက်အနေရထားပေါ့နော်ဒီလောက်အနေထားကျွန်တော်ပြပေးပါမယ်ဒီလောက်အနေထားမှာဆိုလို့ရှိရင်ဒါအညွန့်နှိမ်လို့ရပါပြီဒီမှာပေါ့နော်ဒါဆိုရင်ဒါအညွန့်မနှိမ်ရသေးဘူးဒီမှာပေါ့နော်ဒီမှာသူ့ရဲ့ခိုင်းတက်ကဒီမှာတိတ်မထွက်သေးဘူးပေါ့နော်ဒါအခုတိတ်မထွက်သေးဘူးအခုလို့အပင်အနေထားပေါ့နော်သူ့နဲ့ကြီးသွားရရတယ်ပေါ့နော်သူ့နဲ့ရှည်လဲရတယ်ဘာမှမရှိဘူးနှိမ်လို့ရတယ်အခုရွယ်လေးဆိုလို့ရှိရင်ဒါကောင်းညွန်းစနှိမ်လို့ရပြီပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်ပြပြမယ်ဒီမှာပေါ့နော်ဒီလိုမျိုးနှိမ်လိုက်ရပြီပေါ့နော်ဒီမှာနောက်တစ်ခုပေါ့နော်နောက်တစ်ပင်အဲ့လိုလေးပေါ့နော်အဲ့လိုလေးနေရမယ်နော်ဒီပင်လေးလဲတက်မနော်ဒီပင်လဲဒါနှိမ်လို့ရပြီပေါ့နော်ကောင်းညွန့်နှိမ်လို့ရပြီနော်ဒီမှာပေါ့ဒီလောက်အရွယ်လေးပေါ့နော်ဒီမှာပေါ့နော်ဒီပင်လဲဒီမှာပေါ့နော်နှိမ်လို့ရပြီဒီမှာနှိမ်လို့ရပြီပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီမှာကောင်းညွန့်လေးကိုနှိမ်ပေးရမှာပဲပေါ့နော်ဒီမှာနော်ကျွန်တော်တို့အခုလိုကောင်းညွန့်နှိမ်လိုက်တဲ့အတွက်ပေါ့နော်ဘယ်လိုမျိုးအကျိုးသက်မှုရှိလဲဆိုတော့ပေါ့နော်အခုကောင်းညွန့်မနှိမ်ခင်မှာတော့ဒီမှာအောက်ခိုင်းပေါ့နော်ဒီအောက်ခိုင်းကထွက်တဲ့အပင်လည်းရှိတယ်မထွက်တဲ့အပင်လည်းရှိတယ်ပေါ့နော်ဒါထွက်တဲ့အပင်တွေကြဒီအောက်ခိုင်းထွက်တဲ့အပင်တွေကြတော့လည်းပြောမယ်ဆိုလို့ရှိရင်ခိုင်းထွက်နေတယ်ပေါ့နော်ခိုင်းထွက်နေတဲ့အတွက်ကျွန်တော်တို့အတီးသိမ့်မရဘူးပေါ့နော်အခုလိုကျွန်တော်တို့ကနိုင်လိုက်ပြီဆိုလို့ရှိရင်တပတ်ဒါမှမဟုတ်လို့ရှိရင်10ရက်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး200နေရလိပေါ့နော်ဒါကစပြီးတော့ဂိုင်းတက်တီးစထွက်လာတာပေါ့နော်ဒါတပတ်လောက်ဆိုတည်တာပါတယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ကနော်တခွားပင်ကျဲပလိစီဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်တခွားစိုက်တဲ့အခါမှာပေါ့နော်ဒီတခွားကအပင်ထူလဲမကောင်းဘူးပေါ့နော်အပင်ကျဲလို့ရှိရင်လည်းအပင်ကျဲတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အပင်ကိုယ့်ရဲ့တခါကူညာအပင်တွေကျဲနေတယ်ဆိုလို့ရှိရင်အခုလိုမျိုးအညွန့်နေလို့ရှိလို့ရှိရင်လုံးဝပြန်ပြီးတော့သူခိုင်းထွက်တာနဲ့ပြန်ပြီးတော့ပြေးသွားပါလိမ့်မယ်ပေါ့နော်အခုလိုမုံနေမကတော့ကျွန်တော်တို့ကဒီတခွားထူတာမကြိုက်ပါဘူးပေါ့နော်ကျွန်တော်အမြင်ရပြောလို့ရှိရင်ဒီတခွားတပင်းတခွားအထူကြီးမကြိုက်ပါဘူးပေါ့နော်စိုက်တာတခွားနဲ့တပင်းကိုကျဲလေးစိုက်ပေါ့နော်ကျဲလေးစိုက်ပြီးတော့ကျွန်တော်တို့ကဒီအခုလိုမျိုးကောင်းညွန့်နှိမ်ပေးလိုက်ပေါ့နော်အခုလိုမျိုးလေးကောင်းညွန့်လေးကိုချိုးပေးလိုက်ပါပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာအောက်ကနေပြီးတော့အတက်တွေထွက်လာပါလိမ့်မယ်အခုဆိုလို့ရှိရင်เนาะဒါဆိုဒါမနှိမ်ရသေးဘူးပေါ့နော်မနှိမ်ရသေးတဲ့ကောင်လေးဆိုလို့ရှိရင်ဒီမှာเนาะသူ့ရဲ့အောက်ဂါးညာပေါ့နော်ဒီမှာเนาะတိတ်မထွက်ဘူးပေါ့နော်အခုလိုမျိုးကျွန်တော်တို့ချိုးလိုက်လို့ရှိလို့ရှိရင်ဒါတစ်ပတ်10လောက်ဆိုလို့ရှိရင်ဒါတိတာပါတယ်ပေါ့နော်ဂိုင်းအများကြီးထွက်လာပါလိမ့်မယ်ဂိုင်းအများကြီးထွက်အဲ့လိုမျိုးဂိုင်းအများကြီးထွက်လာလို့ရှိလို့ရှိရင်ကျွန်တော်တို့ကဒါအတီးပွင့်เนาะအတီးပွင့်များမယ်ပေါ့နော်အဖိုးဝေးနေမယ်ပေါ့နော်နောက်တစ်ချက်ပေါ့နော်ဒီမှာကျွန်တော်တို့ကအခုလိုမျိုးကျွန်တော်တို့အညွန့်ချီမယ်ဒီကျွန်တော်တို့ဒီအညွန့်ချီပြီးရင်ကျွန်တော်တို့ကြီးတဲ့အပင်တွေပေါ့နော်အခုအညွန့်နှိမ်လို့ရတဲ့အပင်တွေကိုကျွန်တော်တို့ကနှိမ်သွားမယ်နှိမ်ပြီးလို့ရှိလို့ရှိရင်အကုန်လုံးကျွန်တော်တို့ဒီနောက်တစ်ခါပေါ့နော်ဒီလိုမျိုးကျွန်တော်တို့တစ်ခါကင်းထဲမှာကျွန်တော်တို့ကလိုက်ကြည့်မယ်ကြည့်ပြီးတော့ပထမနှိမ်လာခဲ့တဲ့ပထမမှာကြံခဲ့တဲ့အပင်တွေကိုကျွန်တော်တို့ကနောက်တစ်ခေါက်ပေါ့နော်ဒါပြန်ပြီးတော့နိုင်ပြရမယ်ပေါ့နော်ဒီနောက်တစ်ခါကြံခဲ့တဲ့အပင်တွေပေါ့နော်ကြံခဲ့တဲ့အပင်တွေကိုပြောတာပါနောက်တစ်ခါပေါ့နော်ကျွန်တော်တို့ကပြန်ပြီးတော့ခေါင်းညွန့်ပြန်နိုင်ပြရမယ်ပေါ့နော်ဒါခေါင်းညွန့်နိုင်ပြီးတဲ့အပင်တွေကတော့ပြန်နိုင်စရာမလိုတော့ဘူးပေါ့နော်ဒါခေါင်းညွန့်ချိုးပေးတာပေါ့နော်အဲ့ဒါမှခိုင်းများထွက်မယ်ခိုင်းများထွက်မှာပေါ့နော်ဒါအတိများရမယ်ပေါ့နော်
ဒီကောင်လေးဆိုလဲဒါဂိုင်းတက်ကထွက်တယ်ပေါ့နော်ဂိုင်းရက်ထွက်တယ်ဒါပေမဲ့ဂိုင်းတက်ကတော့ထွက်ပြီးသားဒါပေမဲ့အခုကျွန်တော်တို့ကအခုလိုမျိုးမနေရသေးရင်ကျွန်တော်ကဆက်နေမိလိုက်ပေါ့နော်ဆက်နေမိလို့ရှိရင်ဒီမှာအောက်မှာဂိုင်းအများကြီးထွက်လာပါလိမ့်မယ်ပေါ့နော်နေပြီးတော့တဲ့ဟာတွေကတော့ဒါပြန်နေစရာမလိုတော့ဘူးပေါ့နော်ဒီကောင်ညွန့်ပြန်ချိုးစရာမလိုတော့ပါဘူးပေါ့နော်ဒီမှာပေါ့နော်ဒီပင်စလို့ရှိလို့ရှိရင်ဒီမှာအောက်မှာဂိုင်းမထွက်ဘူးပေါ့နော်ဂိုင်းမထွက်ဘူးအခုလိုဒါပြန်နေပြီလေပေါ့နော်အဲဆိုလို့ရှိရင်အောက်ဂိုင်းကြီးအများကြီးထွက်လာပါလိမ့်မယ်နော်ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေကိုကျွန်တော်ကအဲ့ဒါလေးကျွန်တော်ကမျှဝေပေးခြင်းဖြစ်ပါတော့နောက်တော့ဒီလိုမျိုးမြောင်းနေမှာဒီလိုမျိုးမြတ်မထားနဲ့ပေါ့နော်မြတ်တာကြီးရှည်သွားလို့ရှိရင်လေဝလေတက်မရဘူးပေါ့အခုလိုမိုးရသည်ကြတော့တခွားကင်းတွေကရှောကဝင်လွယ်ပါတယ်ပေါ့နော်အဲကြောင့်မို့အခုလိုမျိုးမြောင်းနေဒီမှာမြတ်ကိုကျော်တို့ကရှင်းပြရမယ်ပေါ့နော်တော့ဒီလိုမျိုးအောက်ခြေမှာပေါ့နော်အခုလိုမြက်လေးပေါင်းမြက်လေးရှိတဲ့ခါဒီလိုမျိုးလှုပ်ပေးရမယ်နောက်တော့ဒီမှာပေါ့နော်ဒီလိုမျိုးပေါ့နော်မြေကြီးရဲ့တိုက်နေတဲ့အရွက်တွေကိုကျွန်တော်တို့ကဖြတ်ထုတ်ပေးရမယ်ပေါ့နော်အဲ့ဒါမှအောက်ခြေရှင်းမယ်လေဘူးလိုတော့ရမယ်ယောဂပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီယောဂကာကွယ်ရရောက်တယ်ပေါ့နော်ကာကွယ်တဲ့အနေနဲ့ကိုယ့်ရဲ့တခွားကင်ကိုလေဝင်လေတော့ရအောင်အမြဲတမ်းလှုပ်ထားပြရမယ်အောက်ခြေတွေကိုရှင်းထားပြရမယ်နောက်တခွားတက်တန်နေလေးချလာလို့ရှိလို့ရှိရင်ဒီအောက်ဒီလိုမျိုးပေါ့နော်အရောက်ဝါလေးရှိလို့ရှိရင်ကျွန်တော်တို့ကဖယ်ထုတ်ပြရမယ်ပေါ့နော်အဲ့ဒါလေးပါနော်ကျွန်တော်နောက်တစ်ခါကျွန်တော်မိတ်ဆွေငယ်ချင်းတွေကိုကျွန်တော်ကတေချာလေးပြန်ပြပေးမှာပေါ့နော်အခုလိုအပင်အနေထားပေါ့နော်ခေါက်တွန်းနေရမယ်အရွယ်အဲ့တော့အခုလိုအပင်အနေထားလေးပါပေါ့နော်အဲ့ဒါကိုတေချာလေးကျွန်တော်မိတ်ဆွေတွေကြည့်ထားပါပေါ့နော်အခုလိုမျိုးလေးကောင်းညွန့်ချိုးပေးလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ရိုက်ပါနော်ဒီမှာနော်သူချိုးရခဲ့တဲ့ဟာလေပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးလေးတွေချိုးပြရမယ်အဲ့ဒါမှအောက်ခိုင်းထွက်များမှာပေါ့နော်အောက်ခိုင်းထွက်များမှာဒီပြများပို့ရမယ်ပေါ့နော်အဲ့ဒါလေးပါကျွန်တော်ကတော့ဒီမွန်လိဖတ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီတခွားထူတာကိုမကြိုက်ပါဘူးတခွားပါတာကိုကြိုက်ပါတယ်ပေါ့နော်တခွားထူလို့ရှိရင်လေကိုလေတက်မရပဲနဲ့ယောဂဝင်လွယ်ပါတယ်ပေါ့နော်ဒါကျွန်တော်တခါချင်းအနေထားဒါဆိုလို့ရှိအတော်ပဲပေါ့နော်အတော်ပဲကျွန်တော်အခုအညွန့်ချီနဲ့ကျွန်တော်ခေါင်းညိုးပါတခါလေးချိုးရတဲ့အတွက်ပေါ့နော်နောက်တစ်ပတ်လောက်ကြာလို့ရှိရင်အကုန်လုံးပြေဝပါလိမ့်မယ်ပေါ့နော်အခုလိုညာပေါ့နော်လူညာအကုန်လုံးပြေဝပါလိမ့်မယ်အခုကတော့တခါချင်းတိတ်ကြည့်မကောင်းသေးဘူးနော်အညွန့်နေလဲမချီရသေးတဲ့အတွက်အညွန့်နေလဲမြေပေါ်မှာကျနေတယ်မချီရသေးတဲ့အတွက်တိတ်ကြည့်မကောင်းသေးဘူးအခုကျွန်တော်ကအခုတခါညွန့်ချီနဲ့တခါတည်းအညွန့်နေလို့ရတဲ့အပင်တွေဆိုကျွန်တော်တခါတည်းနှိမ်တော့မိတ်ဆွေတကယ်ချင်းနေကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီနေ့ကတော့ဘယ်တော့ကျွန်တော်ဒီတခါအညွန့်နေနဲ့အားလေးကိုကျွန်တော်ကပြန်လည်မျှဝေပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေတကယ်ချင်းလည်းစိတ်ချမ်းသာကိုယ်ချမ်းသာရှိပြီးတော့လူဆန္ဒအားလုံးပြေဝကြပါစေ